စိတ်မူမမှန်လုံးမီဒီယာသမားတွေကိုတာတို့ခေါ်ခိုင်းခဲ့တဲ့တန်တန်ဆိုအခုတလုံးဆိုရှယ်မီဒီယာပေါ်မှာအတော်လေးကိုကြရက်ထားနေတာကတော့ဝါရင်မင်းသမီးကြီးတန်တန်ဆိုရဲ့ထူးခြားဆန်းပြတဲ့အပြုအမူတွေပဲဖြစ်ပါတယ်အရင်ကတိမ်မွေလုံးတဲ့တန်တန်ဆိုဟာအခုတော့စကားပြောဆိုပုံတွေကလုံးဝကိုပြတ်သားကြမ်းတမ်းသွားတာကြောင့်လူအများစုကသူမကိုစိတ်မူမမှန်တော်ဘူးလားဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်အထူးသဖြင့်လူရှင်တော်ညောင်ညောင်ရဲ့နိုင်ရီမှာသူမပြုမှုလိုက်တဲ့ပုံစံကတော့တကယ်ကိုလူပြောအများဆုံးဖြစ်ခဲ့ရပါတယ်နိုင်ရီအိမ်အထိအတင်းလိုက်လံအင်တာဗျူးဖို့စူးစမ်းနေတဲ့မီဒီယာသမားတွေကိုမင်းသမီးကြီးတန်တန်ဆိုကမူးနောက်သွားအောင်လို့ပညာပေးလိုက်တာပဲဖြစ်ပါတယ်သူမဟာအင်္ဂလိပ်စကားတွေကိုဝူဝါပြောဆိုတာဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေကိုသုံးတာအပြင်နောက်ဆုံးမှာတော့အင်တာဗျူးနေတဲ့မီဒီယာသမားတွေကိုပါတာတို့ခေါ်ခိုင်းခဲ့တာဖြစ်ပါတယ်အန်အောစရာကောင်းတာကတော့သူမခိုင်းတဲ့အတိုင်းမီဒီယာသမားတွေကလည်းအကြောက်အကန်နဲ့လိုက်ပြီးတော့တာတို့ခေါ်ခဲ့ရတဲ့မြင်ကွင်းပါပဲဒါဟာနိုင်ရီအိမ်မှာအတင်းလိုက်မင်းနေတဲ့မီဒီယာတွေကိုသူမကအရွေးတိုက်ပြီးတော့တုံ့ပြန်လိုက်တာလားလို့ယူဆစရာရှိနေပါတယ်တချို့ကကျမ်းမာရေးကြောင့်စိတ်မူမှန်တာလို့ထင်ကြပေမဲ့တန်တန်ဆိုကတော့ဒါဟာဟန်ဆောင်မှုမပါဘဲပွင့်လင်းစွာနေတာသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်ကဲပရိသတ်ကြီးရေနိုင်ရီအိမ်မှာမီဒီယာသမားတွေကိုတာတို့ခေါ်ခိုင်းပြီးမူးနောက်သွားအောင်လို့လုပ်ခဲ့တဲ့တန်တန်ဆိုရဲ့လုပ်ရက်အပေါ်ဘယ်လိုမြင်ကြလဲဗျာ